ဟိုးရှိရှိရောငါပေါ့ကွယ်ဝက်မေမေကြီးဟာဝက်ကလေး၃កောင်နဲ့အတူတူနေထိုင်ကြတဲ့ကဲသားတို့မင်းတို့လည်းအရွယ်ရောက်လာပြီမင်းတို့ရှေ့ရေးအတွက်ကိုချရာအပေါ်ကိုရက်တီကြတော့ဝက်မေမေကြီးကသူ့သား၃ယောက်ကိုအိမ်ဆောက်ဖို့အတွက်ပတ်စံပေးလိုက်ပါတယ်ဝက်ကလေး၃កောင်ကလည်းအိမ်ဆောက်ဖို့အတွက်ပျော်ရွှင်စွာနဲ့ထွက်လာခဲ့ကြတာပေါ့သူတို့ဟာလန်တဝက်မှာညောင်မင်းကြီးတပင်တွေ့တော့ခဏလေးနားပြီးတော့သူတို့ရဲ့နာဂတ်အစီအစဉ်တွေကိုဆွေးနွေးနေကြတယ်လေအခုငါတို့ကိုဘဝကိုရန်ရက်တီးရမယ့်အချိန်ရောက်ပြီအဲ့ဒီတော့ညီကို၃ယောက်စလုံးကိုလန်းကိုသွားကြတာပေါ့ဟုတ်တယ်ငါတို့ကိုဘဝကိုရက်တီးနိုင်တယ်တတိယမြောက်ဝက်ကလေးကတော့ဒီကြံကိုမကြိုက်ပါဘူးသူကကြံတဲ့ဝက်ကလေးနှစ်ကောင်ထပ်ပို့ပြီးတော့စဉ်းစားဆင်ခြင်နိုင်တယ်လေသူတို့ခွဲနေလိုက်လို့ရှိရင်သူတို့နှစ်ကောင်ကိုအခြားကောင်တွေကအနိုင်ကျင့်မှာကိုသိနေတယ်လေညီတို့အကူကတော့လုံးဝသဘောမတူစီလုံးချင်းကအင်အားပဲဒါကြောင့်ငါတို့ရဲ့အင်အားကိုမခွဲသင့်ဘူးမင်းကအမြဲတမ်းဆရာကြီးပဲလှုပ်ချင်တယ်ငါတို့ဘယ်ရာကိုလှုပ်သင့်တယ်မလှုပ်သင့်ဘူးဆိုတာသိပါတယ်ဟုတ်တယ်ငါတို့ကအခုအမေသားပေါက်ဆက်လေးမဟုတ်တော့မင်းစကားကိုနားမထောင်နိုင်ဘူးကောင်းပြီလေသဘောတူတယ်ဒါပေမဲ့ငါမှအားလုံးအတွက်အကျိုးရှိမဲ့အကြံတစ်ခုရှိတယ်ဟမ်အခုငါတို့ကိုအိမ်ကိုကိုဘာသာစိတ်ကြိုက်စောက်ကြမယ်ဘသူကမှဝင်မစွက်ဖက်ကြည်ဒါမှငါတို့ကိုကွာဒီစကားကိုထောက်ခံတယ်ခဏငါစကားပြောလို့မပြီးသေးဘူးငါတို့အိမ်တွေကိုတိမ်နဲ့တိမ်နီးနားနားမှာပဲစောက်ကြရအောင်ပြဿနာတစ်ခုခုတက်ရင်အချင်းချင်းကူညီလို့ရတာပေါ့ဟုတ်တယ်သူပြောတာမှန်တယ်ကိုရဲ့ကောင်းပြီငါသဘောတူတယ်ဒါပေမဲ့ငါကတော့ဘာပြဿနာမှတွေ့မယ်မထင်ဘူးနောက်တစ်နေ့မှာတော့ဝက်ကလေးတွေဟာသူတို့အိမ်ဆောက်မယ့်နေရာတွေကိုရွေးချယ်ပြီးတော့အိမ်ဆောက်ပစ္စည်းတွေဝယ်ဖို့ထွက်လာခဲ့ကြတာပေါ့အင်ကိုကောက်ရုံးနဲ့ဆောင်ရင်တွက်ချေကြိုက်မယ်စောက်ဖို့လဲလွယ်လိမ့်မယ်ပြီးတော့ပူရဲပတ်စံနဲ့ငါအတွက်အိယာကောင်းတစ်ခုလဲဝယ်နိုင်မယ်လေဒါနဲ့ပထမဝက်ကလေးကလယ်သမားစီသွားတာပေါ့လယ်သမားကြီးကျွန်တော်ဒီကောက်ရိုးတွေဝယ်ခြင်းနဲ့အိမ်ဆောက်မလို့ပါရပါတယ်မင်းဝယ်နိုင်ပါတယ်ဒါနဲ့ပဲလယ်သမားကြီးကဝက်ကလေးကိုကောက်ရိုးတွေရောင်းလိုက်တယ်လေဝက်ကလေးကအိမ်ဆောက်ဖို့အတွက်ပျော်ရွှင်စွာပြန်သွားခဲ့တာပေါ့ဒုတိယမြောက်ဝက်ကလေးကတော့လမ်းမှာတစ်ခုတ်သမားကိုတွေ့ခဲ့တယ်လေအိမ်ကိုတစ်သားကြောင်းနဲ့ဆော်လိုက်ရင်ငွေကုန်တာလေးတက်တာပြီးပို့ခိုင်းပါမယ်ပြီးရင်ကျန်တဲ့ပတ်စံနဲ့မွေရကောင်းလေးဝယ်လိုက်မယ်လေဒါနဲ့ဒုတိယဝက်ကလေးကတစ်ကုတ်သမားစီကတစ်တွေဝယ်ပြီးတော့သူစိတ်ကူးထားတဲ့အိမ်ကိုစောက်ဖို့အတွက်ပြန်သွားခဲ့တာပေါ့ဒါပေမဲ့တတိယဝက်ကလေးကတော့ကျန်တဲ့ကောင်ထက်စဉ်းစားဉာဏ်ပိုပြီးရှိတော့အိမ်ကိုအကြာကြီးခံဖို့အတွက်အုပ်နဲ့စောက်ဖို့ဆုံးဖြတ်လိုက်တယ်လေငါကတော့အနာဂတ်အတွက်လုံခြုံနဲ့ကြာခံမဲ့အိမ်တစ်လုံးစောက်ပြီးဖျားပေါ်မှာပဲအိတ်လိုက်တော့မယ်ဒါနဲ့ပဲတတိယဝက်ကလေးကအုတ်ခဲနဲ့ဘီလက်မီတွေဝယ်ခဲ့လိုက်တယ်လေညနေဆောင်တော့သူတို့တွေကအိမ်ဆောင်မဲ့နေရာမှာစုံကြပြီးတော့အိမ်ကြီးကိုစဆောက်ကြပါတော့တယ်မနေ့မိုးလင်းတော့ပထမဝက်ကလေးကအိမ်ဆောက်လို့ပြီးသွားပါတယ်ငါတော်တဲ့အိမ်ဆောက်ပညာရှင်ပဲဟိုနှစ်ယောက်တည်းအရင်ပြီးအောင်အိမ်ဆောက်နိုင်ခဲ့ပြီအခုတော့အိမ်ထဲမှာလက်ဖက်ရည်တောက်ပြီးအနားယူလိုက်တော့မယ်ဟာဒီကောင်ဘလို့စောက်တယ်လေဟာမြန်လိုက်တာခုညနေဆိုငါအင်ကိုလည်းအပြီးဆောက်ရမယ်ဒုတိယဝက်ကလေးကအားစိုက်ပြီးတော့စောက်လိုက်တဲ့အခါမှာတစ်သားကြောင့်အင်္ဂလိပ်ဟာညနေဆောင်တော့ပြီးသွားခဲ့တယ်လေငါအင်တော့တစ်သားနဲ့စောက်ထားတာဆိုတော့ကောက်ရုံးနဲ့စောက်ထားတဲ့အိမ်ထက်တော့ပို့ခိုင်းမှာပဲဟာခုအေးစစ်စစ်လေးအိမ်ထဲမှာအိတ်လိုက်အောင်မယ်ဝက်ကလေးနဲ့ကောင်ကသူတို့အိမ်တွေကိုစောစောစီစီစောက်လို့ပြီးသွားပေမဲ့လေတတိယမြောက်ဝက်ကလေးကတော့အုံမြင့်ချနေတော့မယ်လေနောက်နေ့မနက်မှာတော့ဝက်ကလေးနဲ့ကောင်ရောက်လာပြီးသူ့ကိုလောင်ကြတယ်လေဘယ်လိုဖြစ်တာလဲကိုအိမ်ဆောက်ရတာခက်ခဲရှိလို့လားငကူကလေးကကျွန်တော်တို့စီကအကြံကိုတောင်းနေရမှာငါကအခိုင်အမာဆုံးအိမ်ဆောက်တာကွ
ဘယ်ရာဒီရောက်ဘလို့တဘာဝဘေးအန္တရာယ်တွေပဲလာခံနိုင်အောင်စောက်ထားတာနှစ်တွေကြာကြီးခံတယ်လေ ငါတို့အိမ်ကမခိုင်ဘူးလို့ထင်တာလားမင်းအိမ်ကခိုင်မှဆုံးလို့ဘသူပြောလဲ တတိယမြောက်ဝက်ကလေးကသူ့ညီတွေရဲ့ပြောစကားကိုလစ်လူရှုပြီးတော့သူ့လုပ်ကိုသူဂယူးဆိုင်လုပ်လိုက်တာတပတ်အတွင်းမှာပြီးအောင်စောင့်နိုင်ခဲ့တာပေါ့အေးဟာရှန်နေငယ်ကြပြီးတဲ့နောက်မှာတော့ဝက်ကလေးတွေဟာသူတို့အိမ်မှာကိုယ်စီပျော်ရွှင်စွာနဲ့နေထိုင်ခဲ့ကြပါတယ်ဒါပေမဲ့မကြခင်မှာပဲဝင်းမလီကြီးကဝက်ကလေး၃ကောင်ကိုတွေ့ပြီးစားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဝင်းမလီဟာပထမဝက်ကလေးရဲ့အိမ်ကိုရောက်လာပြီးတကားခောက်လိုက်ပါတယ် ဝက်ကလေးအိမ်ထဲဝင်လာလို့ရလား မရဘူးစပင်မွေးတမင်တော့ပေးမဝင်နိုင်ဘူး ဒါဆိုငါရဲ့ပြင်းထန်တဲ့လေနဲ့မှုတ်လိုက်မှာနော် ငါအိမ်ကအခိုင်မာဆုံးကမင်းကြိုက်တယ်လို့သာလို့ ဝင်းမလီကလေကိုဝအောင်ရှူပြီးအားရပါရမှုတ်ထုတ်လိုက်တာအကုန်လုံးလွတ်ထွက်သွားတာပေါ့အဲ့ဒီလေစိန်နဲ့ပဲပထမဝက်ကလေးကဒုတိယဝက်ကလေးရဲ့အိမ်ကိုလိမ့်ပြီးတော့ဝင်သွားတယ်လေ ဘာဖြစ်တာလဲဘာလို့အိမ်ထဲကိုလှိမ့်ပြီးတော့ဝင်လာရတာလဲ ဝက်ကလေးကစပွဲအောက်မှာဝင်ပုန်းပြီးတော့အော်လိုက်တယ် တကားပိတ်လိုက်ငါကိုကြောက်စရာကောင်းတဲ့ဝင်းပလီကစားတော့မလို့သူငါတို့ကိုလာဖမ်းတော့မယ် အော် ဒုတိယဝက်ကလေးကတကားစီကိုပြေးပြီးတေးသေးချာချာပိတ်လိုက်ပါတယ်ပြီးတော့ရှိသမျှတော့တွေကိုလည်းခတ်လိုက်ပါတယ်မကြခင်မှာပဲဝင်းပလူကြီးကလည်းတကားကိုလာထုတ်တာပေါ့ ဝက်ကလေးအိမ်ထဲဝင်လို့ရလား မရဘူးစပင်မေးတမင်တော့ပေးမဝင်နိုင်ဘူး ဒါဆိုငါရဲ့ပြင်းထန်တဲ့လေနဲ့မင်းအိမ်ကိုမှုတ်လိုက်မှာနော် နိုင်ကအခိုင်ခန့်ဆုံးပဲရှင်းကြည့်လိုက်လေဝင်ပလီဆုံးရဲ့ ဝင်းပလူကြီးကလေကိုဝအောင်ရှူပြီးဒုတိယဝက်ကလေးရဲ့အိမ်ကိုအားရပါရမှုတ်ထုတ်လိုက်တာအိမ်မှာရှိသမျှပစ္စည်းတွေအကုန်လုံးလွင့်ထွက်သွားပြီးတော့ဝက်ကလေးနှစ်ကောင်ကလည်းအိမ်ခေါင်မိုးတွေမရှိတော့နိုင်ရန်တွေမရှိတော့မှန်းသိလိုက်ရတယ်အဲ့ဒါနဲ့ပဲသူတို့နှစ်ကောင်လည်းတတိယမြောက်ဝက်ကလေးရဲ့အိမ်ကိုပြေးလာခဲ့ကြရတာပေါ့ မင်းတို့ဘာဖြစ်လာခဲ့ကြတာလဲဘာလို့အရင်ကြောက်နေကြတာလဲ ဝင်းပလီဆိုကြည့်လာပြီးငါတို့အိမ်တွေကိုလေနဲ့မုတ်ထုတ်လိုက်ပြီးမင်းကိုလည်းလာပြီးဖျက်ဆီးလိုက်မယ် ငါတို့မရှိပြေးကြရအောင် သူငါရဲ့အုံးနဲ့စောက်ထားတဲ့အိမ်ကိုမဖြက်စီးနိုင်ပါဘူးကွာလာပါစေငါပညာကောင်းကောင်းပြလိုက်မယ်ကဲငါညီတို့စင်မောကိုတက်ပုံးကြလုံးဝစင်မလာနဲ့သူဝင်လာလို့ရရင်လေငါ့ကိုပဲစားပါစေ ဝက်ကလေးနှစ်ကောင်ကစင်မော်တက်ပြီးတော့ပုံးနေလိုက်တယ်လေမကြခင်မှာပဲဝင်းပလူကြီးကလည်းတကားကိုလာထုတာပေါ့ ပြန်လိုက်တော့ရုပ်ဆိုးတဲ့ဝင်မလို့မင်းငါအိမ်ကိုဘယ်တော့မှဖောက်ဝင်နိုင်မှာမဟုတ်ဘူးကွာ ငါရဲ့ခွန်အားကိုမသိပါဘူးကွာမင်းကြီးရဲ့အိမ်ကိုမှုတ်ထုတ်လိုက်တယ်လို့မျိုးမင်းအိမ်ကိုလည်းငါမှုတ်ထုတ်လိုက်မှာနော် စမ်းကြည့်လေမင်းလေးပဲကုံသွားလိမ့်မယ်မင်းအောင်မြင်မှာမဟုတ်ဘူး ဝင်းပလူကြီးကလေကိုဝအောင်ရှူပြီးမှုတ်ထုတ်လိုက်ပေမဲ့လည်းအင်္ဂါတုတ်တုံးမြမလှုပ်ပါဘူးဝင်းပလူကြီးကလေကိုပိုးပြီးတော့ဝအောင်ရှူပြီးမှုတ်ထုတ်လိုက်ပေမဲ့လည်းအုတ်ခဲတစ်လုံးတော့မှမရွေးခဲ့ဘူးလေအဲ့ဒါနဲ့ပဲဝင်းပလူကြီးကမောပြီးတော့မြေကြီးပေါ်လဲကျသွားတာပေါ့ခဏနေတော့ဝင်းပလူကြီးကပြန်ထားပြီးအဝေးကြီးကိုပြေးအရှင်ယူပြီးတော့တကားကိုတိုက်ပြီးဖျက်ဆီးဖို့ပြေးလာတာကိုဝက်ကလေးတစ်ကောင်ကတွေ့တော့အောက်ကိုခုန်ချလိုက်တယ်လေ၃ယောက်ပေါင်းပြီးတော့တကားကိုတွန်းထားလိုက်ကြတယ်ဝင်းမလီကြီးကအရှိန်နဲ့ပြေးလာပြီးတော့တကားကိုဝုန်းဆိုတွန်းလိုက်ပါတယ်တတိယဝက်ကလေးကတကားကိုဖြည်းဖြည်းလေးဖွင့်ပြီးကြည့်လိုက်တော့ဝင်းမလီကြီးကမြေကြီးပေါ်လဲနေတာကိုတွေးလိုက်ရတယ်လေပြီးတော့တကားကိုတော့ပြန်ခတ်လိုက်ပါတယ် ဝင်မလွေလဲကျသွားပြီငါအိမ်ကိုသူဖျက်ဆီးလို့မရဘူး အခုအိမ်မှာသာခုနာကိုမပြေခဲ့ရင်ကျွန်တော်တို့ဝင်းပလီစာဖြစ်သွားတော့မလို့ အော်ဟုတ်တယ်အခုကျွန်တော်တို့တက်ကိုကဲပြီးခဲ့တယ် ဒါပေမဲ့ညီလေးတို့သာအကိုနဲ့အတူတကားကိုဝိုင်းပြီးမတွန်းပေးခဲ့ရင်တော့ဝင်ပလွေကြီးကအကိုတို့ကိုစားနေလောက်ပြီ ဟုတ်တယ်
အခုပြောရမှန်းနေစီလုံးချင်းကကျွန်တော်တို့အတွက်အင်အားပဲကျွန်တော်တို့တွေဘယ်တော့မှမခွဲတော့ဘူးအတူတူနေကြမယ် ရုတ်တရက်ဝင်းမလီကြီးကပြန်ထလာပြီးကားကိုဖြတ်ဖို့ကြိုးစားပြန်တယ်လေ မင်းတို့သုံးကောင်စလုံးကိုငါစားပြရမယ် ဝင်းမလီကြီးကခေါင်းမိုးပေါ်တက်ပြီးတော့မိခိုးခေါင်းတိုင်းကနေဝင်ဖို့ကြံနေပါတယ်ဝက်ကလေးတွေကလည်းခေါင်းမိုးပေါ်ကခြေတံကိုကြားတဲ့အခါဝင်းမလီရဲ့ကြံကိုရင်းနှီးပြီးတော့တတိယဝက်ကလေးကမီးစာမွှေးလိုက်ပါတယ်ဝင်းမလီကမိခိုးခေါင်းတိုင်းနာကိုခက်ခက်ခဲခဲနဲ့ရောက်လာပြီးတော့မိခိုးခေါင်းတိုင်းကနေရှော့ဆင်းသွားလိုက်တာမိကိုရဲ့ပြုတ်ကြပြီးမီးလောင်ကတည်သွားပါလိရောဝက်ကလေးသုံးကောင်ကလည်းတစ်သက်လုံးပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတော့တယ်ကွယ်